အခုရပါ internet ပေါ်မှာ trend နေတဲ့ Apple socket လေးလိုက်လို့ကြည့်ပါမယ်ဒေါ်လာ150အောင်ပေးရဆိုတော့ကျွန်တော်တို့ 0% နဲ့လုပ်မှာပါအိမ်မှာရှိရဲ့ခြေအပိုတစ်ဖက်ရဲ့ကကြီးတစ်လက်ရဲ့နဲ့လုပ်ကြမယ်အရင်ဆုံးအနေနဲ့သူ့ပုံစံအတိုင်းပဲခြေကိုအပေါက်ဖောက်ပါပေါ့ကိုဖုန်း site ပေါ်မူတည်ပြီးတော့မှန်ပြီးတော့ဖောက်လိုက်တယ်ပြီးတော့ကျွန်တော်နည်းနည်းလေး data ကိုလက်ချုပ်လေးရောနည်းနည်းလိုက်ထားတယ်မတိမတက်လေးရောဖြစ်သွားပြီးတော့အပေါက်လေးရောခြံထားပြီးတော့ပေါ့နော်အနောက်ဘက်ကတော့ဒီလိုပုံစံမျိုးရှိပါတယ်ဆိုတော့ try on တစ်ချက်စမ်းကြည့်အောင်ဖုန်းကတော့ချောချောမုံမွေနဲ့ထည့်လို့ရပါတယ်သူတို့လွယ်ပြတယ်လို့မျိုးလွယ်လို့ရမြတ်တစ်ချက်လွယ်ကြည့်အောင်ဆိုတော့ရတယ်ဒါကတော့ short version ဖြစ်မယ်150ပေါ့သူတို့ long version ဆိုလို့ရှိရင်တော့230လောက်နဲ့ရအောင်ပေါ့သူတို့လုပ်လို့မျိုးအကုန်လုပ်လို့ရနေတယ်ကျွန်တော်0 budget လည်းဖြစ်တယ် crochet ကလည်းမထိုးတတ်ဘူးဆိုတော့မတိမတက်တော့နည်းနည်းတော့ဖြစ်တာပေါ့နော်ပြီးတော့သူတို့ advertise လုပ်ထားတယ်လို့မျိုးတုတ်ဘက်တွေမှာရောချိန်လို့ရမြတ်ဆိုတော့အကုန်လုံးချိန်လို့ရပါတယ်ဒီ post ကို